2026 ခုနှစ်မှာဘယ်တော့မှမကြုံဘူးသေးတဲ့မဟာလိုင်းလုံးကြီးတစ်ခုဟာကိုရီးယားနိုင်ငံကိုရိုက်ခတ်ခဲ့ပါတယ်မကြခင်မှာပဲကမ္ဘာမြေတစ်ခုလုံးဟာပင်လယ်ရေအောက်ကိုနစ်မြုပ်သွားခဲ့ရပါတယ်လူသားမျိုးနွယ်တွေလုံးဝပျောက်ကွယ်မသွားစေဖို့အတွက်တာဝန်သုတေသနဌာနဟာကမ္ဘာနေရာ9ခုကနေအရေးသွေးကောင်းဆုံးလူသားမျိုးနွယ်စုတွေနဲ့အဆင့်မြင့်နည်းပညာတွေပါဝင်တဲ့ဒုံးပြန်တွေကိုအာကာသထဲလွှတ်တင်ခဲ့ပါတယ်မဟာရေလွှမ်းမိုးမှုအပြီးမှာလူသားမျိုးနွယ်တွေပတ်ဝန်းကျင်အသစ်နဲ့လိုက်ရောညီထွေဖြစ်အောင်သုတေသနဌာနကနောက်ဆုံးပေါ်နေပညာတွေနဲ့လူသားတွေရဲ့မျိုးရိုးဗီဇကိုအစင်းမြင့်တင်ပေးခဲ့ပါတယ်လက်ရှိမှာတော့သုတေသနဌာနဟာပြီးပြည့်စုံတဲ့လူသားပုံတူတွေကိုဖန်တီးနိုင်ခဲ့ပြီးချို့ယွင်းနေတာကတော့ခန်းစားချက်ဆိုင်ရာစနစ်ပဲဖြစ်ပါတယ်ဒီစနစ်ကိုတာမန်လူသားတွေလိုခန်းစားချက်မျိုးရရှိအောင်အစင်းမြင့်တင်မှုအတွက်ဖန်တီးသူဂျီရှူဟာသူမကိုယ်တိုင်မိခင်တယောက်ဖြစ်တရုပ်ဆောင်ပြီးဒီစနစ်ထဲကိုဝင်ရောက်ခဲ့ပါတယ်စနစ်ထဲမှာတော့ကလေးဖြစ်သူရှောင်းကျင်းဟာရုတ်တရက်ပျောက်ဆုံးသွားတတ်ပြီးစမ်းသက်ခံဖြစ်တဲ့ဂျီရှူဟာကလေးကိုလိုက်ရှာတဲ့လမ်းမှအခက်အခဲမျိုးစုံနဲ့ကြုံတွေ့ရမှာဖြစ်ပါတယ်အကယ်၍ကြာရှုံးခဲ့ရင်တော့စနစ်ကအစကနေပြန်လည်စတင်မှာဖြစ်ပြီးမရေမတွက်နိုင်တဲ့ကြာရှုံးမှုတွေကြားကနေခန်းစားချက်စနစ်ကိုတိစောက်ပြီးရှောင်ကျဉ်းရကိုရှာဖွေနိုင်မှသာဒီတာဝန်ကပြီးဆုံးမှာဖြစ်ပါတယ်ဂျီရှူတယောက်စနစ်ထဲမှာပြန်လည်နိုးထလာတဲ့အခါအရင်မက်ညံတွေအားလုံးပျောက်ဆုံးသွားပြီးရေလွှမ်းမိုးတဲ့နေ့မနက်ခင်းကိုပြန်ရောက်သွားပါတယ်သူမအင်ဂျီဘော်က490ဆိုတဲ့နံပါတ်ကတော့သူမဒီတန်တရားကို490တစ်ချိန်မြောက်ကြုံတွေ့နေရပြီဆိုတာကိုပြသနေတာပါနိုးနိုးချင်းမှာပဲအိမ်ထဲကိုရေတွေဝင်နေတာကိုတွေ့ရပြီးသုတေသနဌာနကဝန်ထမ်းဖက်ကလည်းရေတွေ15ထပ်ထိတက်နေပြီဖြစ်လို့ကလေးကိုခေါ်ပြီးခေါင်းမိုးပေါ်ကိုအမြန်တက်ဖို့ဖုံးဆက်ပြောပါတယ်ဒါပေမဲ့အရင်ချိန်တွေနဲ့မတူတာကအရှောင်ချင်းဟာညကအိမ်မက်မက်ခဲ့တယ်ဆိုပြီးဖုံးထဲကပုံကိုကြည့်ပေးဖို့ပြောခဲ့ပါတယ်ဒါပေမဲ့ရေလွှမ်းမိုးမှုကြောင့်ထိတ်လန့်နေတဲ့ဂျီရှူရကတော့ဖုံးဆက်တာကိုမနှောက်ယှက်ဖို့သာပြောခဲ့ပါတယ်ဖုံးချပြီးတဲ့နောက်ရှောင်ချင်းဟာဘီရိုထဲမှာပုံနေပြီးတားကဘာလို့အမြဲတမ်း6နှစ်ပဲရှိနေတာလဲဆယ်စုနှစ်တစ်ခုကျော်သွားပြီလေဆိုပြီးထူးဆန်းတဲ့စကားတွေကိုငိုပြီးပြောနေခဲ့ပါတယ်ဂျီရှူကတော့ကလေးပြောတာကိုသဘောမပေါက်သေးပဲကလေးပေးကင်းဖို့အတွက်သာအပြင်ကိုအမြန်ခေါ်ထုတ်ခဲ့ပါတယ်အပြင်ရောက်တဲ့အခါမှာတော့ဝရန်နာမှာရေတွေဟာရင်ဘတ်ထိတက်နေပြီးလှေကားထစ်တွေမှာလည်းလူတွေပြည့်နေနေပါတယ်ဖုံးပြောတာနဲ့ကလေးစကားပြောတာကိုစောင့်ဆိုင်ရင်အချိန်ကြာသွားတာကြောင့်အရင်ကအဆင်ပြေခဲ့တဲ့လမ်းကြောင်းတွေဟာပိတ်ဆို့သွားခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲမီတာ800မြင့်တဲ့မဟာလိုင်းလုံးကြီးဟာအဆောက်အဦစီကိုတစ်ဖက်ပြန်လည်ရိုက်ခတ်လာပါတော့တယ်ဂျီရှူဟာရှောင်းကျင်းဟာကိုတင်းကျပ်စွာဖတ်ထားပြီးရေပေါ်ကိုအမြန်ကူးခတ်ခဲ့ပါတယ်သူမဟာရှောင်းကျင်းကိုရေမမြုပ်သေးတဲ့အထက်ပေါ်ကိုအရင်တင်ပေးခဲ့ပေမဲ့သူမကိုယ်တိုင်တက်လာတဲ့အချိန်မှာတော့ရှောင်းကျင်းဟာထူးဆန်းစွာပျောက်ဆုံးသွားခဲ့ရပါတယ်